ဒီအာသူဘမချခင်နေမှာပေါ့အာသူဘမချခင်နေမှာနာရီယာလီရဲ့ဆွေမျိုးတယောက်ကစတက်ဖာနီ post တင်ထားတဲ့ဟာကိုတွေ့သွားတယ်ပေါ့နော်စတက်ဖာနီကဘာ post ကိုတင်ထားလဲဆိုလို့ရှိရင်သူ့ရဲ့ Facebook မှာသူတော့ post တင်တဲ့လူတော့မဟုတ်ဘူးလို့သူအကောင့်မှာဘာတိတ်ပြီးတော့ post တင်တာမတွေ့တတ်ဘူးပေါ့နော်ဒါပေမဲ့အဲ့ဒီနာရီယာလီသေဆုံးပြီးချင်းနေ့မှာတင်စတက်ဖာနီက post ကိုတင်ထားခဲ့တယ်အဲ့ဒီ post မှာဘာရေးထားလဲဆိုလို့ရှိရင်သူရဲ့ဘာသာနဲ့ရေးထားတာပေါ့နော်သက်ရှိတဲ့အားလုံးကိုငါရည်ချင်တယ်ငါတို့တင်မျိုးပဲယုံကြည်တယ် तू ကငါ့ကိုဘရောမှာစိတ်ပြအောင်လုပ် तू ကဂတိတည်တယ်ဆိုရဲပုံစံမျိုးစာသားမျိုးရေးထားတယ်ပြီးတော့သူရဲ့အလှပုံမျိုးကိုတွဲတင်ထားတယ်ပေါ့နော်အဲ့တော့သူကဘာအတိတ်ပဲနဲ့တင်ထားရလဲပေါ့နော်အကလောဆက်ပြီးတော့တွေးကြည့်တဲ့အခါမှာနာရီယာလေးစပြီးတော့မှဒီလိုမျိုးဖြစ်တာဒီဒါသူတို့နှစ်ယောက်ကန်းကြီးကအတူတူပြက်လာတဲ့နေ့ကနေစပြီးတော့ဒီလိုမျိုးကျမရဲ့မကောက်ဖြစ်တာပြီးတော့မကောက်တဲ့လက်ပတ်ကိုပေးခဲ့တယ်ဆိုတာကိုလည်းနာရီယာလေးရဲ့အမေကသိထားတယ်တောက်လျှောက်ဒီနေမကောက်ဖြစ်နေတဲ့မကြမ်းမဖြစ်နေတဲ့အတော်အတွင်းမှာလဲစတက်ဖာနီကလောကရောက်မလာခဲ့ဘူးအရင်ကအပတ်တိုင်းအိမ်မှာတူတူလာအိတ်နေကြလူကနေမကောက်ဖြစ်တဲ့အချိန်မှာလောကရောက်မလာခဲ့ပဲနဲ့နောက်ဆုံးတေတော့မှတေပြီးနိုင်ပိုင်းလောက်အကြာမှာရုတ်တရက်ကြီးရောက်လာတယ်ပြီးတော့တေဆုံးတဲ့နေ့မှာလည်းဒီလိုစာသားမျိုးဒီလိုမျိုးအထိပ္ပယ်မျိုးနဲ့ဟို post ကိုတင်ထားရဲဆိုတော့အားလုံးကိုဆက်ပြီးတော့တွေးကြည့်တဲ့အခါမှာအကုန်လုံးကစတက်ဖာနီကိုတန်တရားဖြစ်ကြတယ်ပေါ့နော်အဲ့တော့သူတို့အားလုံးဒီနာရီယာလေးရဲ့ဆွေမျိုးတွေအားလုံးပေါင်းပြီးတော့မှတိုင်ပင်ကြတယ်ပေါ့နော်အာသူဝါချရဲ့နေကြလို့ရှိတော့တေချာပေါစတက်ဖာနီရောက်လာမှာပဲအဲ့တော့ရောက်လာတဲ့နေကြလို့ရှိရင်ငါတို့အားလုံးမေးကြမယ်ဆိုပြီးတော့မှတိုင်ပင်ထားကြတယ်တကယ်ပဲအာသူဝါချရဲ့နေမှာစတက်ဖာနီရောက်လာတယ်ရောက်လာတဲ့အခါမှာနာရီယာလေးရဲ့အမေကောသူရဲ့ဆွေမျိုးတွေရောအားလုံး9ယောက်10ယောက်လောက်ပေါင်းပြီးတော့သူစုပြီးတော့ဟိုဝိုင်းပြီးတော့ချုပ်ပြီးတော့မေးကြတယ်ပေါ့နော်နင်ကသမီးဘာလုပ်လိုက်တာလဲနင်ဘာအိဗယ်နဲ့အဲ့လက်ပတ်ကိုပေးတာလဲနင်တင်ထားတဲ့ post ကိုငါတို့တွေ့တယ်ဘာသဘောနဲ့အဲ့လိုမျိုးစာမျိုးရေးတာလဲဆိုပြီးတော့ဝိုင်းပြီးတော့ချုပ်ပြီးတော့မေးကြတဲ့အခါမှာအမအစားကတော့ तू ကတော့ညင်းတယ်ပေါ့နော် तू မသိရပါဘူးဘာလို့ညာကိုညင်းတယ်ဒါပေမဲ့လွတ်ပဲနဲ့အတင်းမေးကြတဲ့အခါမှာတော့ तू ကဝန်ခံတယ်ပေါ့နော်အဲ့တော့ तू ကဘာပြောလဲဆိုလို့ရှိရင်ပါတီပွဲတစ်ပွဲမှာကောင်လေးတယောက်ကနာရီယာလီကိုတွေ့ချင်သဘောကျသွားတယ်အဲ့တော့အဲ့ကောင်လေးကတကယ်တော့စတက်ဖာနီရဲ့ရည်စားဖြစ်နေရပေါ့နော်အဲ့တော့စတက်ဖာနီကသူ့ရည်စားအဲ့ပါတီပွဲတွေမှာတွေ့ရတခြားကောင်မလေးတယောက်ကိုသူထက်ငယ်ပြီးတော့မှသူထက်လှတဲ့တခြားကောင်မလေးတယောက်ကိုတွေ့ပြီးတော့မှစိတ်ပါသွားတာစိတ်ရိုင်သွားတာကို तू ကသူ့ကောင်လေးကိုစိတ်မဆိုးပဲနဲ့နာရီယာလီကိုစပြီးတော့အညှိုးထားတာပေါ့နော်သူကြောင့်နာရီယာလီကြောင့်သူ့ရည်စားသူဖြစ်သွားပါတယ်ဆိုပြီးတော့မှအဲ့စပြီးတော့မှအဲ့နာရီယာလီသေဖို့တတ်ဖို့အတွက်ကိုအဲ့နေရာနေစပြီးတော့ကြံစီခဲ့တာပေါ့နော်အဲ့တော့တမင်သူ့နာကိုရအောင်စူးစမ်းခဲ့တယ်သူတို့ရက်ကွက်နာမှာအိမ်လာငားခဲ့တယ်ပြီးတော့နာရီယာလီနဲ့ခင်အောင်ပေါက်ခဲ့တယ်ပေါ့နော်ပြီးတော့နာရီယာလီရဲ့အိမ်ကိုအမြဲတမ်းအဝင်ထွက်လုပ်တယ်အဝင်ထွက်လုပ်တာကအကြောင်းပဲမဟုတ်ဘူးဘာလို့ဖို့လဲဆိုလို့ရှိရင်နာရီယာလီအသုံးဆောင်ပစ္စည်းတွေတဲကတချို့ပစ္စည်းတွေကို तू ခိုးသွားတတ်တယ်ပေါ့နော်တချို့ပစ္စည်းတွေဆိုတော့တန်မိုးကြီးရဲ့ပစ္စည်းမျိုးမဟုတ်ဘူးဥမာသူ့အသုံးဆောင်ပေါ့နော်သူ့ရဲ့ DNA ကိုရနိုင်လောက်တဲ့ပစ္စည်းပေါ့နော်ဥမာခေါင်းဖီးတို့လိုမျိုးသူစပင်မွေးလေးပါတဲ့ခေါင်းဖီးတို့လိုသူ့ရဲ့နာရီယာလီရဲ့ဒီအသုံးဆောင်ပဝါလေးတို့အင်ကြီးလေးတို့အဲ့လိုမျိုးပစ္စည်းလေးတွေကိုတနေ့ तू ရောက်တိုင်းခိုးွားတယ်ပေါ့နော်ခိုးွားပြီး तू ကဘာလုပ်လဲဆိုလို့ရှိရင်တေးချိုင်းတစ်ခုကိုသွားပြီးတော့အဲ့ဒီလူသေးမြုပ်တဲ့နေရာမှာပေါ့နော်သူတို့ဒီဘာသာရေးရမကောက်တဲ့ပစ္စည်းတွေနဲ့ခုနနာရီယာတွေရဲ့ပစ္စည်းတွေနဲ့ရောပြီးတော့မှတေးချိုင်းတစ်ခုရဲ့ဒီလူသေးတွေမြုပ်တဲ့နေရာမှာသွားပြီးတော့မြုပ်တာပေါ့နော်အဲ့တော့သူတို့ဒီစက်တူရီယာဘာသာအရာဆိုလို့ရှိရင်ဒီလိုမြုပ်တာကဘယ်လိုသဘောတက်ရောက်လဲဆိုရင်ဒီတေးစိုးသွားပြီးသားလူနဲ့နေရာချင်းလဲတယ်လူစားထိုးရဲဆိုတဲ့သဘောမျိုးတက်ရောက်တယ်ပေါ့နော်သူကအဲ့လိုပဲအမြဲတမ်းလှုပ်လာတယ်ပြီးတော့အဲ့ဒီတေးချိုင်းမှာရှိတဲ့ဒီလူအယိုးစုတွေကိုယူလာတယ်ပြီးလူယိုးစုတွေရယ်ပြီးလို့ရှိရင်ပြာတွေရယ်ယူလာပြီးတော့မှအဲ့အယိုးစုတွေကိုထုချေပြီးတော့အဲ့ပြာရယ်နဲ့ရောပြီးတော့နာရီယာလေးစားမဲ့အစားအစာတွေကိုသူကအဲ့အမှုတ်တွေကိုဖြူပြီးတော့အမြဲကျွေးတာပေါ့နော်အဲ့တော့ဒါကသိပ္ပံနေကြပြောရမယ်ဆိုလို့ရှိရင်အစိတ်ခန့်နေတစ်မျိုးပဲပေါ့နော်အဲ့လိုမျိုး तू လှုပ်လာလိုက်တာအမြဲ तू နာရီယာလေးအနာရောက်တိုင်း तू အဲ့လိုကျွေးတယ်ပြီးလို့ရှိရင်ပစ္စည်းခိုးွားတယ်တေးချာကောက်မှသွားမြုပ်တယ်အဲ့လိုလှုပ်လာလိုက်ရမှာကြာလိုက်ဘူးတစ်လားလောက်ကြာမှာပဲနာရီယာလေးကခုနပြောတဲ့ဆိုးဝါးခံစားပြီးတော့တေးဆုံးသွားတာပေါ့နော်အဲ့မှာစတက်ဖာနီကသူလုပ်ခဲ့တဲ့ဟာတွေအကုန်လုံးကိုအသေးစိတ်တစ်ခုချင်းစီပြောပြခဲ့တယ်ပေါ့နော်အဲ့တော့ပြောပြတဲ့အခါမှာလည်းသူကနောက်လာရတဲ့ပုံစံမျိုးမပေါ်ဘဲနဲ့သူလုပ်ခဲ့တာတွေကိုကျင်းတဲ့ပုံစံမျိုးဂုံယူဝှေ့ကြွားတဲ့ပုံစံမျိုးနဲ့ပြောပြတဲ့အခါမှာဒီနာရီယာလီရဲ့မိသားစုဝင်တွေမိဘတွေကလည်းအရန်ကိုဒေါသထွက်ကြတယ်ပေါ့နော်အဲ့တော့ဟုတ်ပြီနေငါသမီးကိုဒီလိုမျိုးလုပ်ခဲ့တဲ့အတွက်နေရဲစခန်းမှာသွားပြီးတော့ဝိုးခံဆိုပြီးတော့ပြောတဲ့အခါမှာစတက်ဖာနီကโอเคငါဝိုးခံမယ်ဆိုပြီးတော့သူရဲစခန်းကိုသွားတယ်ပေါ့နော်သွားပြီးတော့ခုနကသူနာရီယာလီကိုတစ်ဆင့်ချင်းလှုပ်ခဲ့တာတွေစပြီးတော့ချိတ်ကတ်တွေကနေပြီးတော့တိတ်ဆုံးတဲ့အထိဘလိုလှုပ်ခဲ့တယ်ဆိုတဲ့အကြောင်းကိုဒီရဲစခန်းမှာအသေးစိတ်ဝန်ခံခဲ့တယ်အဲ့တော့သူဝန်ခံတဲ့အချက်လက်တွေကိုလည်းရဲရရှိကအကုန်လုံးမှတ်တမ်းတင်ခဲ့တယ်ဒါပေမဲ့ဘာတစ်ခုမှအရေးယူမှုမလုပ်ဘဲနဲ့ပြန်လွှတ်လိုက်တယ်စတက်ဖာနီကသူဘာဖြစ်လို့ရဲစခန်းကိုသူမငြင်းမဲနဲ့အသာတကြီးသွားခဲ့ရလဲဆိုလို့ရှိရေပေါ့နော်အခုအဲ့ဒီခေတ်တုန်းက
အဲ့ဒီခေတ်တုန်းကဆိုလို့ရှိရင်ဒီသူတို့ရဲ့နိုင်ငံရဲ့ဥပဒေမှာဒီလိုမျိုးအမှောင်ဘက်ချံဒီလိုမျိုးဘယ်လိုပြောမလဲစိုးအတက်တွေအောင်လန်းအတက်တွေနဲ့တက်သေးစိုးရလောက်တာတွေထိခိုက်ရလောက်တာတွေဒီလိုမျိုးလက်စုပ်လက်ခိုက်ပြလို့မရတဲ့အမှုကိစ္စတွေအတွက်တရားစွဲဆိုခွင့်ရေးယူခွင့်မရှိဘူးဆိုတဲ့ဥပဒေမျိုးရှိတယ်ပေါ့နော်အဲ့ဒါကိုစတက်ဖာနီကကောက်ကောက်သိထားတဲ့အတွက်သူကယုံကြည်မှုရှိရှိနဲ့ရဲစခန်းကိုသွားခဲ့တာဖြစ်တယ်ဒါပေမဲ့တကယ်ဒါအဲ့ဒီ case ကိုနှစ်နိုင်ကြီးချောလိုက်မယ်ဆိုလို့ရှိရင်သူ့အရေးယူလို့ရတဲ့အချက်တော့ရှိတယ်ပေါ့နော်ဘယ်လိုမျိုးလဲဆိုလို့ရှိရင်စတက်ဖာနီကပေါင်းများစွာဒီအသေးချိုင်းမိမှာရှိတယ်ဒီမှာတန်တဲ့ဟာတွေပေါ့နော်မတန်တဲ့အယိုးပြတွေအယိုးအစိတ်ပိုင်းအကျွေးကြံတွေကိုထူးချီပြီးဒီအမှုတ်တွေကျွေးခဲ့တာတွေဒါတွေဟာအစိတ်ခတ်တဲ့ပုံစံမျိုးဖြစ်တဲ့အတွက်အရေးယူမယ်ဆိုလို့ရှိတော့ယူလို့ရနိုင်တဲ့ဥပဒေမျိုးတွေရှိတယ်ဒါပေမဲ့လည်းအဲ့တုန်းက2020ခုနှစ်နောက်ပိုင်းကာလမှာကိုဗစ်တွေဖြစ်လာတယ်အဲ့တော့ဟိုအသေးအကြီးလည်းများတယ်ကမ္ဘာလုံးနဲ့ချီပြီးတော့ကက်ယောဂါကြီးကြာရောက်နေတဲ့အချိန်မှာဘယ်သူမှဒီ case ကိုတေချာကြိုက်တယ်ပြီးတော့ဖြည့်ရှင်းခဲ့ကြဘူးပေါ့နော်ဖြည့်ရှင်းခဲ့ကြအဲ့လိုနဲ့ပဲဒီနာရီယာလီရဲ့တည်ဆုံမှုကတရားမျှတမှုမရဘဲနဲ့ဒီတိုင်းပဲပျောက်ဆုံးသွားခဲ့တယ်ပေါ့နော်အဲ့တော့ဒီ case ကိုတီးကြတယ်တချို့ online ဘွာလူတွေကလည်းအမျိုးမျိုးဝေဖန်ကြတယ်အဲ့တော့နာရီယာလီတည်ဆုံသွားတဲ့အဓိကအကြောင်းရင်းကအဲ့ခေတ်တုန်းကဒါဆေးပညာတွေမဖွင့်ပြလို့လည်းဖြစ်နိုင်တယ်နောက်တစ်ခုကကြတော့ဖနီရဲ့ပယောဂါကြောင့်လည်းဖြစ်နိုင်တယ်ပေါ့နော်နောက်တစ်ခုကကြတော့ဗာလဲဆိုလို့ရှိရင်နာရီယာလီမကျန်းမာနေတဲ့အချိန်ဒီလိုမျိုးကိုခန်းအရာကျနေတဲ့အချိန်မှာဒီဖုတ်တော်ကြီးတွေကမြည်ထဲမှာစိတ်ပြီးတော့နိုင်ပေါင်းများစွာစိတ်ပြီးတော့ကုသရဲဆိုတဲ့နီလန်ကအရန်ကိုပြင်းထန်လို့နဲ့တာမန်လူတယောက်အတွက်တောင်မှဒါကိုရက်ရှည်ပေါ့နော်လင်းကားရဲ့တပတ်လောက်စတိုင်းလုပ်မယ်ဆိုလို့ရှည်ဖျားနာတာတွေပြင်းထန်နေမကောင်းဖြစ်တာမျိုးဖြစ်နိုင်တယ်ဒါပေမဲ့နာရီယာလီကပို့ပြီးတော့ကိုခန်းအနေနေတဲ့အချိန်မှာဒါမျိုးကြီးလုပ်လိုက်တဲ့အခါမှာသူ့ကိုတေဆုံးငှက်ဖျားပိုးဝေးပြီးတော့တေဆုံးသွားပို့ပြီးတော့တွန်းအားပေးနိုင်တယ်လို့ဖြစ်တယ်ပေါ့နော်အဲ့တော့တေဆုံးသွားတဲ့အကြောင်းရင်းကအမျိုးမျိုးပြောကြတယ်ပေါ့နော်အခု2000နေတဲ့သူတွေရောဘယ်လိုထင်လဲကိုထင်မြူစားချက်လေးကို comment မှာရေးပေးခဲ့ကြပါရှင်ကျေးဇူးတင်ပါတယ်